对，哪里？对，那就切对了。 မင်းဘာမှဖြစ်ဘာမှမဖြစ်ဟာဟေးညာမသိဘူးလားအဖေတို့ဘက်ကကောင်လွတ်သွားသေးလား တယောက်မှမလို့လဲတဲ့တစ်တာထဲမှာဘိုးကြံပစ္စည်းတွေပါတယ်အဲ့တော့လဲနဲ့ပစ္စည်းနဲ့လက်နဲ့တွေကိုယူထားလိုက်လူတွေကိုအစားထောက်လိုက်ဟုတ်ကဲ့ဆရာကောင်းလားကြည်စံထဲဝင်နေတယ်စကန်းကြမှာထုတ်ပြီးကောင်းလေးခဏနိုင်နေမဟုတ်လား ခံနိုင်ပါလေဖေ ကဲတန်ရအောင်အဝိနဲ့ခတ်တင်းစီးပေးတာလိုက် ကိုကြည်ရွှေနဲ့နှင်းချိန်တော်ကြီးဘာကိစ္စလဲ ဘာကိစ္စမှမရှိပါဘူးမောင်ထွေးတန်ရရတယ်ဆိုလို့ဟောက်စားတို့ပြောလို့လာကြည့်တာဘယ်နဲ့နေသေးလဲ လက်မောင်းထိသွားတာလားအခုပဲကြည်စံထုတ်ပြီးသွားတယ်လောလောဆယ်တော့မှိန်းနေသေးတယ်ဘာလို့ဆိုပျောက်သွားမှာ
ဒဏ်ရာသိမ့်မပြင်းရင်တော့အကိုခုနိုင်မယ်ဆိုတာနှင်းယုံကြည်ပါတယ်အော်အကိုထမင်းစားပြီလား ခုလေးရင်စားပြီ ဒီမှာငပိကောင်ကျော်နဲ့အင်ရကြက်တကောင်ပေါ်လာတဲ့ကို ဘာဖြစ်လာလဲနှင်းရဲ့ မောင်ထွေးဒဏ်ရာရသွားတယ်ဆိုတော့အစားတောက်ဆင်းကြရမှာမလားအဲ့ဒါကြောင့်လိုမဲမဲလှုပ်လာတာပါ ကဲဒါရင်ငါကိုတက်ကိုသွားပေးလိုက်အောင် ထိုင်းလေးနှင်းမောပြေရင်နွေးလေးတောက်လိုက်ပါ ဒါနဲ့ပြောအောင်မယ်တနက်တန်နေကြားလို့လားမသိဘူးအင်္ဂလိပ်စစ်တပ်ကနှင်းတို့ရွာထိပ်ထိရောက်လာကြတယ်ရွာထိပ်မှာအကိုတို့သားဖပုံနဲ့စုငွေထုတ်ထားတဲ့ကြော်ညာကိုဘသူကလက်ဆော့သွားလဲမသိဘူးအကိုခေါင်းပေါ်မှာအင်္ဂလိပ်ဂျော့ချ်ဘင်ရဲ့တရဖူပုံကိုဆွဲသွားတယ်အဲ့ဒါအင်္ဂလိပ်စစ်ဘိုကကြောင်ပြီးတော့အကိုပုံကိုသူတို့ဘရင်ထင်ပြီးအလေးတွေပါပြုတ်သွားတယ်တဲ့ရွာထဲကကိုဖို့မင်းထိခွေသွားနေမြင်လိုက်တာတဲ့ အဲ့ဒါတိုက်ပွဲပြီးလို့အပြန်မှာတွေ့လို့ဗာမင်းလက်ဆော့ခဲ့ရလေတနေ့နေ့မှာဒီကောင်တွေတို့လူမျိုးအဲ့လိုအလေးပြုရိုသေးပေးရမယ်နမိတ်ပဲပေါ့ မှန်လိုက်လေပါဆိုတင်ရအခုပဲကြည့်လေခင်ဗျားတို့သားအဖောက်အစားကဆုံးငွေ100နောက်300အခု900ဒီနေ့ဖြစ်တာသိလို့ရှင်1000တောင်ဖြစ်သွားအောင်ပါ မသေးမချင်းဒီနယ်ချက်တွေမျက်လုံးပြူမျက်စံပြူဖြစ်ပြီးစုငွေတွေတိုးတဲ့တိုးအောင်တော့စူးစမ်းရမှာပေါ့ဗျာဟောဒီနေ့ကိစ္စကပြီးရှိရလား ဟာပြီးရလားမမင်းနဲ့လှဲရောအလောင်းကိုလက်ဆက်ပြောက်ပဲသူတို့တွေတစ်တာတွေဘာတွေတွေ့ရမလဲရှေးအောင်ဖျားရုပ်တူတွေကွာ ဒီကောင်တွေဗျာဖျားမှန်းမသိတရားမှန်းမသိတော်တော်အောက်တန်းကြတဲ့ကောင်တွေပဲဒီနေ့ဘေးတွေ့မယ် ဘေးတွေ့တာဒီနေ့ဒီစောင့်မလို့ဟေးချက်ချင်းလည်းငင်ဒီကောင်တွေအသေးဆုံးနဲ့သေသွားတာကိုပဲကြည့် ကဲကိုပြန်ကြစို့တိတ်ညက်နဲ့နေမကောင်းဘူးအကိုနှင်းရပြန်တော့မယ်နောက်နေ့မှလာခဲ့အောင်မယ်နော် တိတ်တော့အတက်မရဲနဲ့နှင်းဒီကောင်တွေသူတို့လူတွေပျောက်နေလို့ပိုက်စိတ်တိုက်ရှာမှာတော့သိကြတယ် ရှာတော့ဘာတွေ့မှလဲကွာတို့ရွာသားတွေအဲ့ကိစ္စ4တန်းတော့မဟာဘူးတို့တော့ဟဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ တို့ဆေးဆရာဆိုတာကစေရနာဟာအဓိကအရင်ကဆေးကုသတဲ့နေရာမှာအဖို့ခါကိုမျောလင့်မထားအဲ့ဒီမျောလင့်ထားတာနဲ့လောဘစိတ်ဆိုတာပေါ်လာလောဘစိတ်ပေါ်လာရင်ဘာဖြစ်ကုသတဲ့ဆေးဝါးတွေကိုအတိုးလျှော့လုပ်တော့ဒီတော့ဆေးစွမ်းမထက်တော့ဘူးကွာပြီးတော့ဆေးဆရာတယောက်ဟာကံ၅ပါးကိုလုံခြုံရမယ်ကံ၅ပါးမလုံခြုံရင်စိတ်တည်ငြိမ်မှုမရှိဘူးဆေးဆရာတယောက်အနေနဲ့စိတ်တည်ငြိမ်မှုမရှိရင်ဘယ်လိုလုပ်ပြီးလူနာတယောက်ရဲ့ယောဂကိုစမ်းသပ်အဖြေထုတ်လို့ရမှာဟုတ်တယ်မလားအေးနောက်အရေးကြီးတဲ့အချက်ကဆေးဖော်တဲ့နေရာမှာပဲဖြစ်ဖြစ်ဆေးထောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်အာယုံမပြတ်လို့ရအောင်ဖះကိုအာယုံပြုပြီးဖះဟောတရားတော်တစ်ခုခုရုပ်ဖတ်နေဒါမှဆေးထက်ဒါပါပဲကွာဟောသာဟိုမနေ့ကပေါက်ကုန်းရွာကိုသားဝသားနေမကောင်းလို့တဲ့ဖေကိုပင့်ထားတယ်ကွာဖေကလည်းစံရွရွာမှာလူနာသွားကြည့်စရာရှိနေတယ်အဲ့တော့ကိုသားဝစီကိုသားပဲသွားလိုက်ပါကွာ ဟုတ်ကဲ့ပါဖေ ဟာဘာစိုးနေဆရာကြီးရော အဖေဆန်ရွေးရပဲသွားတယ် ဟာအေးလာကွာ ဒီလိုမှမလုပ်ရင်စိတ်နေတော့လို့စိတ်ခံလို့မခံညာနဲ့သိလိမ့်မယ် အေးဗျာခင်ဗျားတို့အားကြတယ်ကြောက်မှာခလေးကတပုံတစ်ခေါက်နဲ့ဆိုတော့ခင်ဗျားတို့မစွန်စားရိုက်ပေါ့ဗျာ ဒီလိုပဲပေါ့ဗျာလုံနိုင်တဲ့လူကလုံမလုံနိုင်တဲ့လူကကိုတက်နေတဲ့ဘက်ကနေအားပေးရင်ပဲဒေါ်လာပါပြီဗျာ စကားပြောတော့ကောင်းတယ်ဗျာကျုံနွားစာရေးကောင်တွားလိုက်အောင် ကောင်းပါပြီဗျာကောင်းပါဘာဆိုနေဘယ်ပြန်လာလဲကွာ ကိုသားဝသားနေမကောင်းတော့လာကြည့်တာဗျာ လာရှင်နေတော့လဲဆိုင်ပဲတော့လို့ ဆန်ရွေးဘက်ကိုသွားတယ်ဗျာမင်းကြည့်ရတာအားနေကုန်ရတယ် မအားပါဘူးကွာညမိုးချုံမှပြန်ရောက်တယ်ကွာ အေးဗျာခင်ဗျားတို့သတင်းကိုကြားတယ်ဗျာဘယ်နဲ့လဲတော်တော်ခီးရောက်ရ ရောက်တယ်တော့ရောက်ပါတယ်ခက်တာကအရန်လျော့ပြီးလုံနေရတော့ထင်တိုင်းမပေါက်ဘူးပေါ့ လက်နဲ့အတွက်ကောအဆင်ပြေရဲ့လား ဒီလိုပဲสู้ရတာပေါ့ကွာညတော့ဆိုင်းစုဘက်ကဖြတ်တက်တဲ့ကောင်တွေလမ်းနေဖြတ်ချက်ခဲ့ရသေးတယ်သူတို့ဘက်က2ယောက်ကျသွားတယ် ခင်ဗျားတို့ဘက်က တို့ကလက်နဲ့ချိန်မများတော့ကျသွားတဲ့ကောင်တွေရှိလက်နဲ့ကိုဆွဲပြီးပြေးခဲ့ရလို့အထီးကတော့မရှိပါဘူးကွာဒါပေမဲ့နေချက်ကိုသူတို့တင်မဲ့လူမျိုးတွေရှိနေတော့တူတူတိတ်တိတ်လုံနေရတယ် ဩ
ထွေးကိုအဖေခေါ်ခြင်းတဲ့သူတွေကရှိနေသေးတာ ရှိတာတော့မပြောနဲ့ကွာနေချက်က9ချက်30ပေးမယ်ဟောကောင်လုံးမလို့ရတပုံကြီးတော်သေးတော့ကွာငါတို့ရွာဘက်မှာအဲ့တဲ့လူမျိုးတွေမရှိလို့ ခင်ဗျားတို့အောင်ဒီလုပ်ကိုဘယ်အချိန်ထိလုပ်မယ်လို့စိတ်ကူးထားလဲ ဟာသေတဲ့ထိလုပ်မှာမသိမချင်းလုပ်မှာတို့မှမောင်နှမ2ယောက်လဲဆိုတော့တန်ရုံးစင်ကင်းကင်းနဲ့လုံနေတာပေါ့ကွာညီမလေးသူ့ကိုသိလား မြင်မှုသလိုလိုပဲ ဆရာကြီးဥပဒါရတာဘာဆိုသိလဲ အော်တိပြီဆရာကြီးကတော့ဒီရွာဘက်ကိုရောက်လို့ရှိရင်နှီးတို့အိမ်မှာစားရင်တောင်းရင်မယ်အကိုကဒီဘက်တခါမှမလာဘူးနော် ဟုတ်တယ်ဗျကျွန်တော်ကတရက်လေးပင်တို့အလဲကုန်းတို့အသွားများတယ် အတွေ့နေပြီနဲ့မင်းဆေးကူတော်တဲ့တဲ့တော့ကြားနေပါတယ်ကွာမိမနဲ့ခရီးတော့နေကောင်းတယ်မလား ကောင်းပါလေဗျကဲနေမဆောင်ခင်ပြန်လိုက်အောင်မလို့ နောက်ကြုံလို့ဝင်ခဲ့တော့ငါမရှိဘဲနဲ့နှင်းရင်ရှိနေမှာပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဦးလေးဟိုထမင်းခိုးလိုက်တော့မနော် ဟုတ်ဆေးလေးစစ်ပြီးမှပဲစားကြတာပေါ့ပါသမီးမနေ့ကဖေးရေလွှဲရဘက်ကိုသွားမယ်ကွယ်အဲ့ဒါစပကြီးတဲကြီးပလင်းလေးပါထည့်ပေးလိုက်ဦးနော် ဟုတ်ကဲ့ဖေဟိုစင်မှာရှိပါတယ်ပြီးတော့သမီးထည့်ပေးထားလိုက်ပါမယ် ဆရာကြီးဥပဒါရှိပါလားခင်ဗျာ ဘာကိစ္စရှိလို့လဲကွယ်ကျုပ်ပါ ရွာဦးချောင်းကကပ်ပြားကြီးအပူကြီးပြီးမေးခိုင်နေလို့အဲ့ဒါပင်ခိုင်းလို့ပါခင်ဗျာ မောင်ရင်ကဒီရွာမဟုတ်ဘူးနဲ့တူတယ် ဟုတ်ပါတယ်ကျွန်တော်ဧည့်သည်ပါ အေးသွားကြတာသမီး ဆမ် ဖေးလိုက်တော့လိုက်ဦးနော် ဟုတ်ကဲ့ဟုတ်ကဲ့အဖေကလည်းမိခိုင်နေလူကြီးသွားစပကြီးတွေကြံခဲ့ပြီဖေးဆေးကလင်းကြံလို့လိုက်ပေးလိုက်အောင်မသိလား အေး တားနဲ့သမီးတို့ဘာတွေဖြစ်နေရလဲ လိုက်တာလေ တားတို့မေထမင်းမကြွေးဘူးလား ဒီကခေါင်းရက်ဆိုပြီးအိမ် ဟာဒီမိမကလေးတွေကိုထမင်းမကြွေးအပြစ်တင်နေအောင်ဟေးထားတော့လေမိုးလောက်ချောက်တော့မနီ နှင်းလေကြားချင်းလာမလို့ပဲအကိုကြီးပြန်မြောက်သေးတာနဲ့အကိုကြီးနဲ့မှအတူတူလာမယ်ဆိုပြီးနောက်ကျနေတာရွာထဲမှာကိုဖိုးခါလို့ပြောတန်ကြားတာတော့ဟိုတတ်သွားတဲ့လူကညာဘက်လက်ညှိုးတစ်ချောင်းပြတ်နေရဆို ဟုတ်တယ်နေကိုလည်းဆေးထောင်းနေတော့သူ့ရုပ်တော့မမြင်လိုက်မိဘူးဒါပေမဲ့လက်တူနေရတော့မြင်လိုက်တယ် အဲ့ဒီကြောင့်ပြောချင်လို့ဗျမဟုတ်မှလည်းရောဒီကိစ္စလက်တို့ငညွယ်လက်ချက်ပဲဖြစ်ရမယ် ဟိုကြည့်ရွှေကသိလို့ သိတာပေါ့ကွာဒီကောင်တို့နေတော့ရောက်တာမကြားသေးဘူးကြားတာကတော့ဒီကလေးနေချက်ကဒီကောင်ငွေနဲ့အထောက်ပံ့ပေးပြီးသူတို့တော်လာမဲ့လူတွေကိုလျှို့ဝှက်တိုက်ခိုင်းနေတာတဲ့ ဟုတ်ရလားဗျာ ဟုတ်တယ်ကိုလာဆန်းတော့ကလည်းလက်ပံကုန်းရွာကာလာသားကောင်ကိုမြင့်မောင်အသက်ခံရတယ်နှင်းရီထင်ကတော့လက်တုံငညိုရဲ့လက်ချက်ပဲဖြစ်ရမယ် ဖေကကိုမြင့်မောင်လို့တော်လိုင်းခေါင်းဆောင်မှမဟုတ်တာနောက်ပြီးကိုမိန်းမလည်းအစ်စ်ပါသွားတယ် တို့လည်းအဲ့ဒါအံ့ဩနေတာကွာလက်တူနေတာရဲ့နောက်ပြီးဒီလိုစားရှိတာပေါက်လိုက်ရင်ငညိုဖြစ်တာသေချာနေပြီကွာလက်ပထဘက်မှာပလက်ကိုလက်တူပြီးကြွယ်ဝဝင်ခံလို့ဒါကုခံလို့လက်ညှိုးပြတ်သွားတယ်လို့ပြောတာပဲ အဲ့လူကဘယ်မှနေရလဲဗျာ အဲ့ဒါတော့ငါလည်းမသိဘူးကွာသူ့ပထိုးတွေခိုင်းသမျှရှောက်လို့နေတယ်ဆိုတော့နေရာထိုင်နေအတီတရားရှိဖို့မပေါ်ဘူးတိလို့တော့ကွာ
လက်တူကနေဇက်တူဘွားလောက် ဒါနဲ့ကလေးတွေရော ကိုတက်ဖုန်းကြီးကြောင်းသွားတာတိုက်သွားတယ် မင်းကလေးတွေနာမည်လေးပါပြောတော့မှာကွာတော့ကြာနာမည်ကြားတော့မသိပဲဖြစ်နေတယ် အကြီးဆုံးကတော့ဘာခန့်အလက်ကဘာမင်းငယ်ဆုံးကောင်ကတော့ဘာထွေးတယ် အကိုလည်းကလေးတွေကတစ်ဖက်နဲ့ဆိုတော့စားရေးတောက်ရေးကတိမှာပဲနော် ဒီလိုပဲပေါ့နှင်းရကလေးတွေကတော့ကိုတက်လက်ထဲမှာပဲကြီးရတယ် ဘာသူတို့ခိုင်းတာဦးမြတ်သား အေးဟုတ်တယ်ခိုင်းတဲ့လူကလူမျိုးကြဆိုတော့မြတ်တာနဲ့ပတ်တာမကွဲဘူးဖြစ်သွားတယ် ဆေးစရာဆို ဟုတ်တယ်နှစ်ယောက်စလုံးကဆေးစရာလေးကြီးပဲနောက်ပြီးတရွာသေးသားဖြစ်နေမင်းလူမှာတော့သူတို့အပြစ်မတင်ပါဘူးသူတို့ဘက်ကချွေးရင်ကြလည်းပါတာဟုတ် ခမရလာတော့ကျွန်တော်တခါတည်းမှာလိုက်ချင်တယ်ကျွန်တော်လူတတ်တဲ့အလုပ်ကိုတော်တော်စိတ်ကုန်လာပြီအဲ့အလုပ်ကိုလည်းမလုပ်ချင်တော့ဘူး အေးငါလည်းအဲ့ဒီတော့ပဲလာခဲ့တာမင်းကိုသခင်ကြီးကမျိုးပေါ်ပြောင်းနေဖို့စီစဉ်ခိုင်းတယ်မျိုးပေါ်မှာအခြေတကြဖြစ်ပြီးစီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းထူထောင်ပေးမယ်တဲ့ အာဒါတော့သမင်းစားနေကြပြီ ဖေရောစားပါလား စားသေးပါဦးကွာခဏတော့အမောဖြေလိုက်အောင်ကိုတက်ကောင်ရိုင်းရင်းနဲ့ရောက်သေးလား မရောက်ဘူးကွာဘာဖြစ်လို့လဲ ကျွန်တော်ဦးကြီးပုနဲ့တွေ့ခဲ့တယ်ကျွန်တော်တို့ယာလည်းမစင်းနိုင်မှန်းသိလို့ယာတဝက်ကိုငှားမလားလို့မေးနေ ဟေးအဲ့ဒါလည်းကောင်းတာပဲစောင်းနေရတို့ကတော့ဦးလေးကြံခဲ့တာရဲ့မင်းစိတ်ကူးလို့ရတာနဲ့ဆိုလုံတော့ပါလေငါမှလည်းဒီကလေးတော့လည်းမအားဘူးကွာအေးရတော့အမြတ်လည်းသဘောထားအောင်ပါပေါ့ ဒါဆိုလဲကျွန်တော်ဦးကြီးပုကိုအကြောင်းပြန်လိုက်တော့မှာဗျာ အေး နေရပါလားဘာအကြောင်းပေါ်လာလို့လဲ အကိုကြီးလွတ်လိုက်လို့ညအကိုကြီးတို့အဖွဲ့မင်းင်းเจ้าမှာတိုက်ပွဲဖြစ်လို့တဲ့အဲ့ဒါအဖွဲ့သားတို့ဦးဒဏ်ရာရတယ်အကိုကိုဆေးကုကိုလိုက်ခဲ့ပါတဲ့ အယိုးမထိဘူးဗျာဖောက်ထွက်ပြီးသွေးလွန်သွားတာကိစ္စမရှိကျွန်တော်လောဆယ်အစိတ်ပြေးစိတ်ထည့်ပေးမယ်ကိုကြီးကျွေးဒီလူနာကိုလုံုံစိတ်ချတဲ့နေရာအမြန်ပို့ဗျာဆေးကြောပြီးဆေးအမြန်ထဲမှာဖြစ်မှာ ဆရာဟိုမှာအင်္ဂလိပ်စစ်တိုင်းလာတယ်ကျွန်တော်မြန်မြန်နေရာပြောဖြစ်မယ်ဒါဆိုလွယ်တဲ့အောင်မြန်ခါရိုးရိုးစောင့်ကြံခဲ့ဆရာဆရာလာ ဒီတိုင်းဆိုရင်တော့အဖေးစီမှာဂတိခံထားတဲ့ကံ၅ပါးတော့ကျိုးပေါက်ပါပြီဗျာ ဟာမင်းဖေလည်းဒီကံငါးပါးကိုထိန်းခိုင်းတာစိတ်ကူးတဲ့အလုပ်တစ်ခုတွေပဲထိန်းခိုင်းတာပါကွာအေးဒါလည်းတိုင်းပြည်အေဂျင့်တာယာပြီးစီပင်ဝါဖြိုးမှဒီကံငါးပါးကိုထိန်းနိုင်ပါခုလိုတိုက်တစ်ပတ်ကြုံဘွားရောက်နေချိန်မှာဒီကံငါးပါးကိုသူထိန်းနိုင်ပါအေးဒီကံငါးပါးကိုထိန်းနေရင်လေတိုင်းပြည်အတွက်ဘာအလုံးမှလုပ်လို့ရမှာမဟုတ်မင်းစဉ်းစားကြည့်သူ့ကြုံဘွားမှာကံငါးပါးကိုထိန်းနေကြုံသက်ရှိတာကိုမခံလားနောက်ပြီးတော့ဒီကံ၅ပါးကိုချုပ်ပုတ်တယ်ဆိုတာလေမင်းကူကြိုးတဲ့ချုပ်ပုတ်တော်မှာမဟုတ်ပဲကွာလူမျိုးအတွက်တိုင်းပြည်အတွက်ဒီမတရားဖိနှိပ်ချုပ်ချယ်နေတဲ့နေချက်အင်္ဂလိပ်အတွက်မင်းချုပ်ပုတ်တာငရဲတပည့်ကုသိုလ်တပည့်တာရပါတယ်ကွာ ကျွန်တော်တခုတော့တွေးမိတယ်ကျွန်တော်တို့ကဟိုစုစုဒီစုစုနဲ့တွေ့တဲ့အင်္ဂလိပ်တွေကိုတတ်နိုင်တဲ့လောက်လေးနဲ့တော်လှန်နေကြတာအဲ့တော့ဒီကောင်တွေအားလုံးကျွန်တော်တို့တိုင်းပြည်ကနေထွက်သွားနိုင်ပါမလား အခုမင်းတို့လိုထပ်ထားချတော့တိတ်တင်မရေတော့နောက်နေချက်အင်္ဂလိပ်တယောက်သိရင်တပူငိမ့်တယ်
များသေးလေများငိမ့်နေပဲ အေးဗျာကိုတက်ပြောရလဲမှန်တာပဲဒါပေမဲ့အဲ့လိုစိတ်ပါလက်ပါတော်လန်မှုဆိုတာလဲနောက်ကြောင်းလဲအေးဦးမှာတန်ရောစင်ကလည်းကင်းဦးမှာဗျာ မင်းကခလေး3လောက်အတွက်ပြောနေတာဒီအတွက်ဘာမှမပူနဲ့မင်းလှုပ်ချင်တာကိုစိတ်ရှင်းရှင်းနဲ့လှုပ်နောက်ဆက်မတင်နဲ့ဒီကလေး3ယောက်အတွက်ငါတောင်းယူရ ကြည့်လဲလို့ကွာမှန်ပေါက်ထွက်သွားအောင်မယ်ယောက်ျားပဲတောင်းတောင်းပေါ့လွန်လွန်းနေ ဟာအကိုကြီးကလည်းတောင်းတောင်းဆိုရင်တောင်းတောင်းပဲရမှာပေါ့ကျွန်တော်ကအလှပကင်းလေးတွေမှမှန်းတာအကိုကြီးလိုကြော့ကြော့လောက်ဆိုရင်လေဘောင်းမီတို့နဲ့သွားလဲရတယ် ဟေ့ဘာလို့လဲ ဟုတ်တယ်မောင်လေးကလည်းလွန်လွန်းတယ်အကိုကြီးကလည်းနင်းလွန်းတယ်ငါတို့လည်းလက်ကအကောင်းဆုံးပဲ ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်အလက်ဆိုတဲ့အတိုင်းလက်နေလို့ဥရတိကြီးသားလေးတယောက်မှမရသေးတာပေါ့ ဟဲ့မောင်လေးငါမထားခြင်းလို့ပါကွာငါသာကြီးသားထားကြည့်ပတ်ဝိုင်းဆရာလို့ငါတပည့်မှာတန်းအောင်စီးနေမှာ ယုံပါတယ်ကွာယုံပါတယ်မင်းဘေးမှာတန်းစီနေမှာရွာတိတ်ကဆွေဆောင်မပူမာတို့ရွာလေကနှကောတကုန်းမအင်းမေတို့ ဟုတ်ပါဗျာဟုတ်ပါကိုဦးတာညွန့်သမီးနှခမ်းထော်နေတဲ့ဂွက်ထော်မှကြံနေရလေဟုတ်လား အဲ့တော့ဟာကြီးသားကြပါကြီးသားကြပါဖေပြန်လာမှာအကုန်လုံးတိုင်ရောမယ်အကိုဘကထိုင်မှုပြီးကြောက်ကြောက်သွားရစ်တိုင်းမောင်တို့ရရွာမြောက်ပိုင်းကကြီးစန်းတို့ညီအမတို့နောက်ဖို့တော့ကြောက်လို့သူ့ဖေးလေးခွန်းနဲ့ပြည့်လို့တော့အဲ့ဒါဖေပြန်လာအကုန်လုံးတိုင်ရောမယ် ဟာရောက်ပြည့်လို့မတိုင်ပါနဲ့ကွာအင်းရထိတ်တုံးရအတုံးမချတာကြာလို့ တိုင်ရင်လည်းတိုင်ပေါ့အကိုကြီးတော်များတို့အရင်ကြက်ကိုခိုးပြီးချက်စားတာကျွန်တော်လည်းတိုင် ဟာတော်ပြီကွာတော်ပြီအားလုံးကြည်ရတယ် ဖေပြန်လာ ဟေ့အောင်လေဘယ်လိုဖြစ်လို့စူညံနေကြတိတ်သွားကြဟမ်ဩဒါကြောင့်ကိုကွာဟေ့မဒီတစ်ခါနှစ်လောက်လောက်ကြာနော် ဟုတ်တယ်ကိုတက်အခုတော့ဆေးကုံလုံးလာယူလာမနေ့ပြန်ပြန်သွားရမယ် မင်းတို့ဘယ်ဘက်သွားလဲ ဇေယျကြီးပဲသွားတာ တက်ပွဲဖြစ်သေးလား ခုလောတိုက်ပွဲတွေတော့သိမဖြစ်ဘူးဗျာအစည်းဝေးပွဲကိစ္စတွေအတွက်ပဲလုံးပန်းနေရတယ်
ဇလွန်ဘက်မှာတခင်အောင်ဆန်းနဲ့တခင်တင်မောင်တို့တရားပွဲတွေလုပ်နေအဲ့တော့ကျွန်တော်တို့ဘက်ကလည်းတက်နိုင်လောက်ဟောပြောပွဲတွေလုပ်နေရတယ်အေးကွာအင်္ဂလိပ်နဲ့ဂျာမနီစစ်ဖြစ်တော့မှာဆိုတော့အင်္ဂလိပ်အခဲဗမာအချက်ပဲပေါ့ကွာ ဟုတ်တယ်ကိုတဲ့နိုင်ငံရေးအခြေအနေကတော့အရေးကြီးလာပြီကဲကျွန်တော်ရေချိုးလိုက်အောင် အေးငါလည်းမီးယူသွားဖို့စိတ်တွေထက်လာ တယ်စင်းလောက်အောင် အေးပွဲစားကြီးဦးအောင်ဝင်းစီကတနေ့ကစီဆယ်ဘုံကြက်တော်က15အေးနောက်ဆန်က12အေးအဲ့ဒါဈေးတွေကဒေါ်မင်လာဆိုင်လက်ပို့တာနော်သမီးပြီးတော့သမီးဒဲဒီတို့ကိုတော်မှာလက်ချံဘယ်လောက်ရှိလဲ စီကတော့မရှိတော့ဘူးတယ်ဒီဟိုစမ်းနဲ့ပဲပဲကျန်တော့တယ် အဲ့ဒါကိုမှတ်ထားဖို့သမီးနောက်အပတ်တည်းစီနဲ့ငရုတ်သီးကားတွေဝင်လာလိမ့်မယ် ဟုတ်ကဲ့တယ်ဒီ ဒါလည်းပြန်မလာသေးဘူးနော်မောချုပ်လာပြီ ရှောက်လေနေရနေမှာဝေါ်တယ်ဒီရဲ့ ကြားသားမိုးကျိုးညောက်သုံးအောင်စောစီအိတ်နေကြဟမ်ဩဒါကြောင့်ကိုမင်းဒီတစ်ခေါက်ပြန်သွားရောဘယ်လောက်ကြောင် ၄-၅ရက်လောက်တော့ကြာမယ်ကိုတဲ့ဘာဖြစ်လို့လဲ ဖြစ်ပါဦးကြည်ရွှေလို့ကြောင်ပဲရောင်းမလား ရောင်းမယ်လေကိုကြည်ရွှေခေါ်ပြီးတော့ဇီယာကြီးဘက်ကိုကျွန်တော်သွားအောင် နှင်းရောပါမလား သူကတော့အားရင်လိုက်မှာပေါ့မအားရင်တော့မလိုက် အေးကွာအစတော့ကတော့မင်းနဲ့နှင်းတနေ့နေနေစမယ်လို့မထင်တာဆယ်နှစ်သာကြာသွားရောမင်းတို့ဟာဒီတိုင်းကဒီတိုင်းပဲ ဒီတိုင်းပဲကောင်းပါလေကိုကျဲကျွန်တော်တို့အလုပ်ကဘယ်နေ့ပြေးမယ်ဆိုတော့ပြောလို့မှမရတာ ကောင်မလေးဘက်ကရောဘယ်နဲ့ သူလည်းကျွန်တော်လိုပဲနေမှာပေါ့ ဟေးဒီကြောင့်ငါပြောချင်တယ်ကြားပြီဟိုတုန်းကမင်းတို့အဖွဲ့ကလည်းတိုက်ပွဲတွေဆက်နေလို့ငါမပြောဖြစ်ခဲ့အခုချိန်မှာမင်းတို့အဖွဲ့တိုက်ပွဲတွေကျဲသွားပြီစီယုံရေးပဲဆိုတော့လုတ်သိမ့်မများတော့အေးဒီချိန်မှာစီးကြောက်ကိုရေပြန်နှုတ်ဖို့ကောင်းပြီကွာ ကိုတက်ကလည်းဗျာ အော်ဟေးငါခိုင်းနေသွားတဲ့ရိုင်းသွားရင်အဆင်ဆိုးပါနဲ့လွယ်နဲ့ထိမြောင်ငါပြောလိုက်တာပါအခုချိန်ကအချိန်မနှောင်းနေဘူး10နှစ်10မိုးကျော်အတူလက်တွဲပြီးတေးအတူရှင်မကွာအလုပ်လုပ်လာတဲ့သူချင်းဆိုတော့တယောက်ကြောင်းတယောက်ဘယ်လောက်ထိသိနေမယ်ဆိုတာအထူးပြောစရာမလိုငါပြောတာရှင်းတယ်မလား ခုချိန်ကအားရလို့မပြောနိုင်သေးဘူးဗျာခုမှအလုပ်ကပိုများလာတာနေချဲတွေဂျာမနီနဲ့စစ်ဖြစ်နေတော့ကျွန်တော်တို့ကလည်းတစ်ဖက်ကဒုက္ခပေးနိုင်မှလွတ်လပ်ရေးကိုမြန်မြန်ရမှာဗျာ ဟာဒီလိုအရေးကြီးတဲ့အချိန်မှာနှစ်ခုစိတ်လို့လို့ရတာပိုပြီးအားရှိတာဘောကွာအချိန်ရှိခိုက်လုံးလဆိုင်တဲ့တစ်ဖက်ကအကျူးကျုံးလေးပဲပြီးအောင်နည်းနည်းပါးပါတိခောက်ကြည့်ပါလားကွာငါလည်းဒီစကားကိုကလေးတွေအရွယ်ရောက်လာလို့ပြောထွက်တာရမယ်ပဲချိန်ပြန်လာ မသိဘူးဘေးကိုချင်းစင်းတို့မှာပဲစင်းသွားမေးတာအဲ့ဒါသူနဲ့မတွေ့လို့စောင့်နေရလို့ပါဒေဒီ မင်းပြောလိုက်ဒီတိုင်းပဲကိုကဘယ်သွားမလဲ ကတဲ့အစားပလင်းကိုတင်အောင်နဲ့ပေပင်ကုန်းဘက်ကိုလိုက်သွားကြတော့ပါဒေဒီဟိုနောက်ကြက်သွန်နဲ့ပဲစီသေးတွေလည်းစုံစမ်းကြလို့ပါ အေးကြည့်လဲသွားအရက်တွေပါတောက်မနေနဲ့အောင်နော်ဟိုရစ်ချက်ဘယ်တော့ပြန်ရောက်မယ်လို့ကြားလဲ ဒီနေ့ပြန်အောင်မယ်ဒေဒီ အေးသမီးကိုဘဲမှမသွားနဲ့မှာထားခဲ့ ဟုတ်ကဲ့ပါဒေဒီ ဦးလေးတဲ့ဖေးရောဘုံရောက်သွားတယ်ဟာပြပဲတော့နောက်ဖို့သွားချမ်းဟာမဟုတ်ပါဘူးဗျာဦးလေးတဲ့ရတယ်ဖိုးစီ30မျိုးတဲ့ဈေးသောဝင်မှာအဖော်ခေါ်ထားလို့ပါအေးသမင်းသားချိန်ပြီးပြန်လာခဲ့နော်ဟုတ် ဦးလေးတဲ့ကျွန်တော်အပြင်ခဏသွားလိုက်အောင်
ဟာမင်းတို့ကလည်းကွာကြောင်မရှိတဲ့ကြွတရားမြူးပြီ ဟာမဟုတ်ပါဘူးဦးလေးတက်ရကြောက်မနေ့ကလာမယ်လို့ပြောလာတာမနေ့ကအဖေရောက်တော့မသွားပြီဘူးအခုသွားတောင်းမှမလို့ တော့မင်းအောင်ပဲ ဟမ်ဟိုကျွန်တော်ကဘယ်မှသွားကြမှာမရှိအဲ့ဒါအကူနဲ့အဖော်လိုက်ပါမယ် မင်းတို့ဖေပြန်လာလို့တယောက်မှမတွေ့ငါဘယ်လိုပြန်ပြောရ ဦးလေးတက်ပြောတတ်ပါဗျာဟိုကခိုင်းတယ်ဒီကခိုင်းတယ်လို့ပြောလိုက်ပါဦးလေးတက်နော် ကဲတော့ကြဟေးညနေတော့ပြန်လာခဲ့ကြနော် ဟုတ်ကဲ့ မင်းတို့ဖေညနေကျရင်ခီးပြောက်ထွက်မှာကွာ အေးမဦးလေးတက်ကလည်း ကိုဘာခက်နဲ့ကိုဘာမင်းလို့ပါလားလဲလေ ဟိုလေဟိုဘက် ဟာဘယ်ဟိုဘက်လဲတော်တော်စီကိုလာရင်လာတယ်ပြောလိုက်ပေါ့ပြီးတဲ့သူတွေတွန်းလာတယ်ကိုက အေးဟုတ်တယ် ဘာကိစ္စ ဟိုလေဟိုကိစ္စအရေးလေးရှိလား ဟာအကြီးလေးနဲ့ဘာဆိုင်လို့လဲကိုရဒုက္ခပါပဲတည်တော့မှာပဲဒီမှာဟိုလိုင်းကိစ္စကိုငါပဲပြောတော့မယ်ဟိုတကအကိုကနင့်ကိုချစ်တဲ့ကြောင်ပြောထားမလားအေးအဲ့ဒါ ဟမ်စောင်းလင်းလို့ပါလားဘယ်တော့မလို့လဲ နေမြေစုံစမ်းတဲ့တကြီးရင်ကိစ္စလေးတခုရှိလို့သွားမယ်နေမေရော အမေရတဲ့သွားတယ် မိတ်ဆက်ပေးအောင်သူ့နာမည်ကကိုညိုမိုင်းနဲ့မျိုးပေါ်ကပွဲစားတထေးကြီးဦးမမုံညိုရဲ့သားလေဒီဘက်ကမရောက်ဘူးလို့လာလေတာအော်နင်လည်းအဲ့တဲ့ကိုအိမ်နဲ့ခေါ်ပြီးအခန့်အောင်လေတော်ကြဒုနေမြေကမိန်းကလေးတွေရိုင်းတယ်လို့ထင်နေပါဦးမယ် အဲ့ဒါလို့လည်းမဟုတ်ပါဘူးရှင်တခြားတော့သွားပြရှိသေးတယ်ထင်လို့ပါကဲအိမ်ထဲဝင်ပါကိုဘာခက်နောက်မှတွေ့မယ်နော် ကောင်းတယ်နော်စကားသလုံးပြောဖို့ရေးအမြောက်နဲ့ပြစ်ထုတ်အောင်မဖြစ်အဲ့လိုကြက်လို့ဟုတ်လားအပြိုရိုင်းလေးလေညိုမိုင်းတော့ကောက်ပါသွားလိမ့်မယ်လာကောသွားမယ် ဒီမှာခင်ဗျာဒီမှာလက်ကင်မလေးကြာကြခဲ့ပြီ ဟုတ်ပါရဲ့ဒါစိမ့်လက်လက်ကင်ပါလေ စိမ့်နေတယ်လား မဟုတ်ဘူးရှင်စိမ့်လက်နာမည်ကစိမ့်လက်ညိုတဲ့ ဟောကျွန်တော်နာမည်ဘာထွေးပါ ဟုတ်ကဲ့စိမ့်လက်ဒီရလေဝဲစားဥမမောင်ညိုရဲ့သမီး ဟော ကိုရချက်ဘယ်တော့ရောက်တာ ဒီမနေ့ပဲရောက်တယ်ဒါနဲ့အငယ်ရော ရှိတယ်ကျေးဇူးတင်ပါတယ်နော် ဟုတ်ကဲ့မင်းဘာလို့ဟိုလက်ကင်မောကြာကြခဲ့လို့လာပေးတာပါကြည့်လဲပေးသေးရထားပါပါမကြခင်ငါနဲ့စစ်စောမင်းကလေးပေါ့မသွားနိုင်ဘလူးကောင်လည်းမသိဘူးကွာရေးတဲ့မန်းနဲ့တိုင်တက်ပြ တော်သေးတော့မင်းတို့နေရမရိုက်ဝါကန်ကောင်းမယ် ဟေ့ကောင်မလေးကတော်တော်ချောတယ်နော် နေစမ်းဟိုကိုကအိမ်ပြန်မနဲ့ဒါဘယ်လိုပေါင်းလို့အိမ်မှာအဖေပြန်ရောက်နေတယ်နော် ငါသိပါတယ်ကွာငါရင်နေပူနေလို့ရေးသွားအောင်ထွေးလေးတမျိုးတော့တောင်းမလို့ပါကွာ ဟာဒုက္ခပါပဲအဖေသီးတော့ကိုဖြစ်ရင်ကိုခံနော် မသိပါဘူးကွာမင်းကလေလာစမ်းပါ ဟာဘာကနေညီကိုပါလားဘာကနာထေတော်မရတာနေ့တော့ရှိနေပြီနော် စကားများနေတယ်ဗျာထေနဲ့ပဲတော့ချအေးဟာရ အကိုတို့ကဒီရောက်နေတာဟုတ်ထင်လားပဲ မင်းဒီပါလာလို့လား စိတ်ထဲမှာမခံချင်းမခံတာဖြစ်လာလို့ဗျာ လောက်ကလာဘာဖြစ်လာလို့ပြောသားမ ကျွန်တော်ကိုဖိုးစီဈေးသွားတော့လိုက်သွားရင်းနဲ့မင်းမချိုးလေးတယောက်နဲ့တွေ့ခဲ့တယ်ဗျာ မင်းကဒါပဲရှားနေတယ်ပေါ့တွေ့မ မောင်တွေဇလန်းအပြိုးတွေပါလုံးမနေနဲ့ကွာလွန်ရုပ်တိုးရှင်းပြောဒီမှာလဲညစ်နေတာ ပြောပါမယ်ကိုရာအဲ့မင်းမချိုးလေးနဲ့ကျွန်တော်နဲ့တွေ့ပြီးတော့အတီကျွမ်းနေပါပြီဖြစ်ပြီးအဆင်ပြေနေတော့မှအင်္ဂလိပ်စစ်ဘိုလ်တယောက်ရောက်လာပြီအဲ့ဒီကောင်မလေးကသူနဲ့စီးစပ်တော့မယ်ဆိုပြီးကျွန်တော်မောင်းထုတ်လိုက်လို့ အေးမောင်းထုတ်လိုက်တော့ပြန်လာပြည့်ပြီပေါ့ကွာ မဟုတ်သေးဘူးဗျကောင်မလေးကတော်တော်ချောတာနာမည်ကြီးရဲ့ချစ်စရာလေးစိမ့်လက်ညိုတဲ့နောက်ပြီးသူ့အဖေကလည်းတထေးဦးမောင်မောင်ညိုတဲ့ ဦးမုံရဲ့သမီးဟာလားဟာငါတို့တွေ့ခဲ့တာကလည်းတထေးဦးမောင်ညိုရဲ့သားညိုမိုင်းနေ ဟောဗျာတိုက်ဆိုင်လိုက်တာဒါဆိုမောင်နှမဖြစ်မှာပေါ့ အေးအဲ့ဒီပုဂ္ဂိုလ်ကကြောဝင်ရောနေတာကိုတွေးခဲ့လို့တို့ကိုကြီးအသေးကွဲလာ တော်ရဲ့ကျွန်တော်လည်းအသေးနဲ့နဲ့အဲ့လာ
ကိုကျွန်တော်နည်းနည်းတောက်မယ်နော်မင်းသဘောပဲ ဟဲ့မောင်လေးအဖေသိရင်မလွယ်ဘူးနော် တစ်ခွက်တည်းပါကိုကလည်းဒါတောက်ပြီးလို့ရှိရင်ကိုရပြည့်မာလကာရွက်ပြည့်ဝါလိုက်အနှံ့ပြောက်သွားမင်းတို့တော့ဆိုတော့တစ်ခွက်လုံးမှာပေါ့ငါတောက်ယူလိုက်မယ်နေဦးမို့လားကျွန်တော်မတော့မယူနဲ့တော့စားရပါစားပါဖေဒါငါတို့စောစောတောက်ခဲ့တဲ့နေရာကွာဘဝသေးလို့ဝေးပြန်ကြမင်းတို့ဖဲ့ပြီနေရာကြီးအများကြီးတခြားမှတော့တောက်ပါဘယ်ဖြစ်မလဲကွာဒီနေရာငါတို့တောက်လိုက်စားနေဒီဘုံမင်းတို့ကဒီနေရာကိုထရောပိုင်ရှင်စီကနေနှင်းချုံနဲ့ငှားထားလားမင်းဘူးစကားမပြောနဲ့ဒီလဲသားမောင်ဆိုတာမင်းမကြဘူးလားမင်းတို့ဘေးပင်ကုန်းသားဘာခန့်ဘာမင်းဘာထွေးဆိုတဲ့ညီကို၃ယောက်မသိဘူးပိုကြီးပြေဆုံးအောင်ပြောလိုက်မယ်အဖေနဲ့မင်းကဥပဆိုးတင်တဲ့ဘာလေးလုံးနေရဘယ်ဘာအမှားဆုံးလဲဆိုတာစမ်းကြည့်အောင်ဟုတ်ကြောင်ချင်းဟေးတယောက်ချင်းပဲဒါတော့ငါနဲ့ချမယ်ဟာဟုတ်ဟာနေမှာထိုင်မှာတမ်းမတူပါဘူးကျွန်တော်ရင်ချကဲလူနဲ့ချငါနဲ့ဘေးလူမပါချင်းစိတ်ချတယောက်ချင်းချတာဘာမှမပါဖားစလို့ပါတော့ကွာမင်းပိုင်ငါလည်းပါတယ်ကွာပြန်လာခဲ့မယ်ဒီကြားထဲမင်းတို့ဘာလုပ်တယ်ဆိုတာငါကိုတက်ကိုမှတ်ခိုင်းထားတယ်နောက်တစ်ခါဂျာမျိုးချက်ဖြစ်ရင်မင်းတို့၃ယောက်စလုံးငါတကြီးအိမ်ပို့မယ်ကြားလားဟုတ်ပါပြီကဲကိုတက်ဒီကောင်တွေကိုမနေ့ကလုံးဝမကျွေးနဲ့မိုးချုံမှပြန်ဖြုတ်ပေးလိုက်ကျွန်တော်သွားမယ်ဒီနေ့မှာပဲကွာရွာလဲအချင်းမဝက်ပေါ်လို့ဝက်ကလေးစားတော်တော်ဝက်ချစ်တာပြင်းတော့တင်ကြကလေးအုပ်ထားနောက်မွေးလို့ငါတို့တကစားတော့မှာပေါ့ဟုတ်ဦးလေးတဲ့ဟုတ်ခြေထောက်လေးလည်းနားနေပြီဗျာအဖေလည်းမရှိတော့ပါဘူးဖြုတ်ပြီးသားမှာမလေးမလုပ်ပါနဲ့ကွာနော်ဒါတော့မလုပ်ပါရစေနဲ့မင်းတို့အဖေအကြောင်းနဲ့မင်းတို့ဒီသားနဲ့ဟိုငါမရောပြီးချက်တုံးခတ်ခံနေအောင်ပါမကွာနော်မလုပ်ပါမပြရစေနဲ့ရီးတော့ဘိုက်ကလည်းစားတာဟိုဦးလေးတဲ့ဟိုဦးလေးတက်ချက်တဲ့ဝက်ဗီဇာဟင်းလေဟိုနူးမနူးတီးအောင်ကျွန်တော်တတုံးလောက်မြည်ကြည့်နေဗျာမလိုဘူးနူးမနူးမင်းတို့စားဖို့မဟုတ်ဘူးငါတယောက်တည်းစားမှာအော်အေးမင်းတို့တော့ကိုငါတောင်းမအောင်ပဲကွာမင်းတို့အဖေမကြိုက်တဲ့အလုပ်ကိုများလုပ်ကြစားမှာငါတူလို့ဟာဦးလက်တက်လေထမင်းရဲ့ဟင်းချက်တက်တာလို့နောင်မနဲ့ဦးလေးတဲ့ဟာခြေတော့ကနာဘိုက်ကစားလို့စိတ်ညစ်ရကြတယ်မှာဟုတ်မှာဘာအခုမှချက်တော့ဘာစိတ်ညစ်တာထိုးကြပါဦးလားဆော်လိုက်ကြပါဦးလားကွာဟမ်ဟောတာဒဲလက်တီဟာတာတတောင်းဟာတာကဒူးဗျာဟာတာကဘန်ဒိုဘန်ရှေမတော်မင်းတရကမင်းကြောင့်အခုလိုဖြစ်တာဟာကိုရလည်းဘာဆိုင်လို့လဲဆိုင်နေဗျာခင်ဗျားစားလို့ရံဖြစ်တာပဲမလားအော်မမင်းတို့တယောက်နဲ့တယောက်နောက်ဖို့ချတာအဆင်မပြေလို့တွေ့ရလူကိုရှောက်မင်းနေတာဗျာငါ့ကိုတရကန်လာရှားနေငါတို့အစင်မပြေတာအေးအေးဆေးဆေးနေလို့ရတာအခုကမင်းမြောက်ပေးလို့မစ်ချောင်းပေးလို့ဟောဗျာကျောက်ကမြောက်ပေးတဲ့ထုံပေးတဲ့လို့အကွန်နဲ့မောင်တွေကအုံတော့မရှိဘူး
ဟမ်ပြောမအောင် အုံတော့ရှိတာဗောဗျဒါမှမှုန်းနေတဲ့ဥစ္စာ အေးမှုန်းနေသေလိုက်နော်တန်တန်မှမမှန်းတာအခုထိတ်တုံးခက်ခံရတာပဲကြည့်ဟမ်နောက်ဆိုထိတ်ချုံမှာခက်ခံအောင် ဟာရမက်ကလေးကိုနမဲမရှိတော့မရှိပြောနေကွာ ဟုတ်တာပြောတာမခံနိုင်လဲသည် အကိုနော်အကိုကတယောက်တည်းနော်ကျွန်တော်တို့က2ယောက်ထွက်ပြေးလို့လည်းရအောင် ဟာလေထွက်ပြေးလို့မရတော့မင်းတို့ဘာလုပ်ချင်လဲဟမ်ဘာလဲမင်းတို့2ယောက်နဲ့ငါ့ကိုတယောက်တည်းကိုအနိုင်ကျင့်ချင်လို့မရဘူးဟမ်အနိုင်ကျင့်တော့အဖေတော့ငါသိရတာမဟုတ်ဘူး ဘာလို့ဒီဘာကြောင့်လဲကြလာတာလဲကွာ ဘေကျွန်တော်ပြောတာမဟုတ်ဘူးသူတို့ပြောတာသူတို့ မင်းတို့ဆက်စကားများနေရင်ငါမှတ်ထားပြီးမင်းတို့အဖေပြန်လာရင်တိုင်မယ်တိုင်းပြည်အချင်းကြီးကတိတ်မကောင်းပါခင်ဂျာမနီနဲ့ကျုပ်တို့စိတ်ကြည်ညာလိုက်ပြီအဲ့ဒီအတွက်ကြောင့်စိတ်နဲ့ကျုပ်တို့ကိစ္စကိုမလုပ်စီပါဘူး စိတ်ချပါရစ်ချက်ချုပ်တို့ဘက်ကစီစဉ်နေပါတယ်လာစားလောက်ဆိုဘယ်နဲ့လဲ ဖြစ်တယ်လေကျုပ်ဘက်ကတော့အားလုံးစဉ်းနေတယ် ဒီလိုဆိုရင်ချုပ်တို့ဘက်ကစီစဉ်လိုက်တော့မယ်လေ Thank you တနေ့လုံးငုတ်တုတ်ထိုင်းနေရတာတော်တော်ဤွားတယ်ဗျဦးလေးတဲ့ဟမ်ကတော့ဟိုကျွန်တော်ဒီနားနဲ့နှိပ်ပြန်အောင်ကောင်းတယ်နော်နောက်ဆိုဒီတဲ့နာမည်မှမင်းတို့ကလည်းမင်းတို့ပဲ တော်ပါတော့ဦးလေးတက်ရဒီဒီကားနဲ့နေမှတ်သွားပြီမောင်လေးဟိုနင်းကတော်ကွာဘူးတို့အေး ဦးလေးတဲ့အဖေနဲ့ဟိုဒေါ်လေးမန်နင်းတို့ကတကယ်ယူပြကြတော့မှာလား မင်းကဘယ်လိုလုပ်သိတာ ကျွန်တော်တို့ညဦးလေးတက်နဲ့အဖေနဲ့ပြောတာအကုန်လုံးကြားပြီးပြီမှန်ပြောဗျာ မင်းတို့ဘာဖြစ်လို့မေးတာ ဟောအဖေကခရီးပဲထွက်နေရတော့ကျွန်တော်တို့ကအဖေကိုမပြုစုနိုင်ဘူးမို့လားအဖေကိုအနီးကပ်ပြုစုမဲ့လူပေါ်လာရင်တော့ကျွန်တော်တို့ပြောတာဟောဗျ ဟုတ်တယ်လေအဖေကအခုဆိုအသက်လဲကြီးပြီဆေးယူမိပေးအတွက်ဖော်ရှိတော့ပိုကောင်းတာဗော ဟာအကိုရတယ်စေးပဲမယူလို့စမ်းပါ ဟေးအဲ့တော့အပေါင်လမ်းပြောင်းမပြောနိုင်တာကြောခုလည်းပိုးလို့မရသေးတာနင်းအောင်နေ အေးကွာကိုယ်စွန်းစားနေရတယ်လေဟိုမြို့ကငနေကဂျားဝင်လာတော့ပိုဆိုးသွားတာဟာပြော အဲ့အတွက်ဘာမှမဟုတ်နဲ့ကိုအဲ့ဒီလူတွေညီမကိုကျွန်တော်ရောက်ဒါမှဘဲစားပေးချင်ဖြစ်သွားမှာ ဟာဘာဆိုင်လို့လဲမင်းကသူ့ညီမကိုပိုးတာပဲကြောဆုံးတာပဲအခုဘက်ကဘာမြတ်ထွက်မှာဂျားတွေကမင်းပဲအမြတ်ထွက်သွားမှာ ဟာဟုတ်သား ကဲမဖြစ်သေးတာတွေမဖြစ်နိုင်တာတွေမင်းတို့ဖာသာမင်းတို့ဆက်ပြီးညင်းခုန်နေကြနော်ငါသွားတော့မယ်ကိုကျွန်တော်စင်းနဲ့ညိုစီသွားရင်အခုအဖော်လိုက်ပြီနော် ဗာမေဟိုငါတကြောစီသွားလို့ရှိရင်လည်းမလိုက်ခဲ့ကွာ ဟာဘယ်လိုလဲကိုကြိုက်တဲ့လူကိုကိုတိုင်းသွားပြီးနောက်ပိုးချတာငါဘာလဲလို့အောင်ဟေးလိုက်စေချင်တော့လိုက်ပေးမယ်ဒါပေမဲ့လိုက်ကတော့ပေးရမယ် ပေးမယ်ဗျာ ယူကွာ ဒီအကြောင်းတွေကိုကျွန်တော်အသက်အရွယ်နဲ့ပြောရတယ်ကလေးကလားစကားမျိုးဖြစ်နေမယ်မပြောလို့လည်းမဖြစ်လို့ပါကိုကြီးရွှေတို့နှင်းရီတို့ဘက်ကလည်းညင်းမယ်ဆိုလဲပွင့်ပွင့်လေးနဲ့ညင်းနိုင်ပါ အခုလိုပုံလေးပြောတာတို့ဘက်ကလည်းကျေးဇူးတင်ပါတယ်မြန်မာလေးအနေနဲ့ဘယ်လိုသဘောထားလဲဆိုတာမသိဘူးငါသဘောထားပြောရတော့သဘောတူပါတယ်တို့မှမောင်နှမညို့လည်းရှိတော့ငါတခုခုဖြစ်သွားရင်မြန်မာလေးတယောက်တည်းကြံကမ်းမောင်တွေးပြီးတော့စိတ်ပူနေရတယ် ဟုတ်ပါတယ်ကျွန်တော်လည်းဖွင့်ပြောဖို့စဉ်းစားတာကြာခဲ့ပါပြီဒါပေမဲ့ကျွန်တော်လုပ်နေတဲ့အလုပ်ကြောင့်နှောင့်နှေးခဲ့ရတယ်လို့ဆိုတော့ ငါလည်းသိပါတယ်ကွာမင်းတို့အရေးတကယ်ကငါအမြဲတမ်းစောင့်ကြည့်နေပါတယ်ဒါနဲ့မင်းအသက်ဘယ်လောက်ရှိပြီ 45နှစ်ပါ မြန်မာလေးလည်းအသက်40ပြည့်တော့မှဆိုတော့အချိန်မလွန်သေးပါဘူးမြန်မာလေးကဘယ်လိုသဘောရလဲ အကိုကြီးသဘောပါလေ ဒါဆိုရင်စီစဉ်စရာရှိတာစီစဉ်ကြပါမင်းသားတွေအတွက်ကိုထက်တွက်ပြီလား တွက်ထားပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ပြန်နေဆိုရင်သူတို့ပွင့်ပွင့်လင်းလင်းအသိပေးလိုက်ပါမယ် နေပါဦးမင်းသားတွေအရွယ်ရောက်ပြီဆိုတော့တောင်ရံလောက်ပဲလုပ်နေကြသလား ရာလောက်ကတော့မဖြစ်စလောက်ပါအရွယ်ရောက်လာပြီဆိုတော့တချို့နေရာလေးမှာစိုးကျင်ကြတယ်ကျွန်တော်ကလည်းအချိန်ပြည့်စောင့်မကြည့်နိုင်ဘူးဟုတ်လား ဒီလိုပဲပေါ့ကွာတို့အလုပ်ကလည်းပိုးပြည့်အိမ်ပြည့်ဆိုတော့အမြဲတမ်းရုံးမှာကွာဘယ်စောင့်ကြည့်နေမှန်းမပါဘူးလေမင်းလည်းတခြားလူတွေကိုပဲလိုက်ပြီးတော့စီးုံနေနေအောင်မင်းသားတွေကိုလည်းနေချက်တွေရုံးမာတဲ့အကြံစီတွေကိုပြောပြပြီးမျိုးချစ်စိတ်ဓာတ်ရှင်းသမှုစ
စီယုံအောင် ဟာကိုကြည်ရွှေပြောမှကျွန်တော်လည်းတသိရတယ်သူတို့ကျွန်တော်ကခလေးလို့ထင်နေပေမဲ့သူတို့ကအရွယ်ရောက်လာပြီဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုသူတို့သဘောပေါက်နားလည်အောင်တော့ပြောပြအောင်မယ်တချင်းလုံးစကားမပြောပဲအဲ့လိုကြီးပဲထိုင်နေတော့မှလားကဲကိုဘခန့်မပြောရင်လည်းနေကြော့ကြော့အားပဲပြောတော့မယ်ကိုဘခန့်ကြော့ကြော့စီလာတာကြော့ကြော့စီအဖြေတောင်းမလို့မို့လား ဟုတ်ပါတယ်ဒါပေမဲ့အဖေမတောင်းရင်စိုးရင်တဲ့အကြောင်းလေးပြောချင်လို့ပါ ဘာအကြောင်းလဲရှင် အော်တထေးသားကိုညုံမိုင်းလေဟိုနေ့ကလာလေတာ ဒီအတွက်ဆိုရင်တော့စိတ်ချပါကိုဘခန့်ရဲ့တထေးသားကိုညုံမိုင်းကိုကြော့ကြော့တို့ကမမှန်းရဲပါဘူးသူ့ဘက်ကလည်းကြော့ကြော့တို့လိုဆင်းရဲသူဘယ်ဒီချက်မှလဲ ဒါဆိုရင်ကိုဘခန့်ကိုကြော့ မလောပါနဲ့ကိုဘခန့်ရဲ့ကြော့ကြော့အမေနဲ့လည်းတိုင်ပင်ပြစီအောင် ကောင်းတယ်ဒီလောက်ဆိုလို့ရှိရင်ကိုဘခန့်စိတ်အေးသွားပြီ အဖေအခုပြန်လာတာသားတို့ပြောစရာရှိလို့သားတို့အဖေပြောစရာအချက်2ချက်ရှိတယ်ပထမတစ်ချက်ကအဖေကိုရေးကိုတာကိစ္စနောက်တစ်ချက်ကတော့သားတို့ရှေ့ဆက်ရမယ်ဘဝခရီးပဲအဖေကိုရေးကိုတာကိစ္စဆိုတာအဖေနောက်အိမ်တော်ပြုတ်ဖို့စဉ်းစားထားတယ်ဆိုတဲ့အကြောင်းပဲ အဖေအိမ်အောင်ပြုမှာအတော်မနှင်းဤနေမလား ဟေးမင်းတို့ကသိနေကြပြီလား ဒီလိုဟေးကိုညာမင်းနဲ့ငါပြောနေတာကိုဒီကောင်သုံးယောက်ကမိတ်ဖဲနဲ့6နားထောင်နေလို့တိကုန်ကြပြီကွာ အဲ့တော့သားတို့ကဘယ်လိုသဘောရလဲ ကျွန်တော်သဘောတူတယ်ဖေ သားဤဘာခံအောင် ဒါနောက်တော့ကြာနေပြီထင်းနေတာ ကဲသားလက်ကောင် မြန်လေးပိုကောင်းနေပါဖေ အေးသားတို့စီကဒီစကားမျိုးကြားတာအဖေဝမ်းသာတယ်ကွာဒီကိစ္စကိုနှင်းကြီးနဲ့တိုင်ပင်ပြီးအဖေအမြန်ဆုံးစီစဉ်မယ်ကဲအဖေပြောချင်တဲ့ဒုတိယတစ်ချက်ကအခုအဖေတို့တိုင်းပြည်ကိုဘယ်သူတွေအုပ်ချုပ်လဲ နေချက်ကလေးဖြစ်လို့ပါဖေဆရာလေးဦးမောင်ပြောတာကတော့ဗြိတိရှအေးဟုတ်တယ်သားတို့နားလဲအောင်အဖေအစနဲ့ရှင်းပြမယ်အဖေတို့တိုင်းပြည်ဟာဟိုးခေတ်ဆက်ဆက်ကတည်းကကိုဘရင်ကိုမင်းနဲ့အေးချမ်းနေလာခဲ့ကြတာ1824ခုဘာကြီးတော်ဖျားလက်ထက်တုန်းကအဲ့ဒီအင်္ဂလိပ်နယ်ချဲ့တွေဟာအဖေတို့နိုင်ငံကိုအမျိုးမျိုးကျူးကျော်ရန်စပြီးလက်နဲ့အားကိုးနဲ့ရခိုင်နဲ့တနင်္သာရီကိုသိမ်းသွားတယ်1852ခုပကံမင်းလက်ထက်မှာဒုတိယတစ်ကြိမ်စစ်ဖြစ်ပြီးတော့အောက်မြန်မာနိုင်ငံကိုသိမ်းသွားတယ်1886ခုသီဘောပြင်လက်ထက်ကြတော့တတိယတစ်ကြိမ်အထက်မြန်မာနိုင်ငံကိုသိမ်းသွားတယ်အဲ့ဒီမှာတင်တို့တပြည်လုံးကုန်သွားတာပေါ့ကွာ အဲ့ဒါကောင်းပါလေတပြည်လုံးကုန်သွားတော့သူတို့လည်းဆက်သိမ်းကြမရှိဘူးငြိမ်သွားအောင်ကျွန်တော်လည်းခုခံကြရမလို့တော့တက်တာပေါ့ ညီလေးကိုမလုပ်ပါနဲ့သားလား तू မသိလို့ပြောတာပဲဒီလိုရှိရသားလေးရဲ့ဒီကောင်ညာတို့တိုင်းပြည်လုံးသိမ်းသွားတာအားလုံးကုန်သွားပြီမဲ့ဒီတိုင်းအေးဆေးနေတာမဟုတ်ဘူးတို့တိုင်းပြည်ကထွက်တဲ့စံစဘာကျွန်းသင်းနဲ့တယံဇာတာအားလုံးအခွန်ကောက်အားလုံးကိုသိမ်းကျုံယူပြီးသူတို့နိုင်ငံကိုပို့လာအဲ့လိုလောက်တာကြာရှည်သွားရင်ဘာဖြစ်ကုန်လဲမင်းတို့ပဲစဉ်းစားကြည့်လေ ကြာတော့ရှိသမျှကုန်ပြီကျွန်တော်တို့တိုင်းပြည်မွေးသွားမှာ အေးဟုတ်တယ်အဲ့တော့တို့တိုင်းပြည်ကဖို့ကြောပြစုပြီးသူတို့နိုင်ငံကတော့ချမ်းသာလာတာအဲကြောင့်ဒီနယ်ချဲ့တွေကိုအဖေတို့ကကြုံရင်ကြုံလို့တိုက်ပြီးတော့မောင်းထုတ်နေရတာပေါ့ ကျွန်တော်နားလေပြီကျွန်တော်တို့တိုင်းပြည်ကိုနိုင်ငံသားမအုပ်ချုပ်ဘဲနဲ့ကိုယ့်လူမျိုးသားအုပ်ချုပ်ရင်ဒါမျိုးပဲဖြစ်မလဲပြီနော် ဟာဘယ်ဖြစ်မလဲကွာကိုတိုင်းပြည်ကရတဲ့ပတ်စံကိုတိုင်းပြည်တို့ပဲပြန်သုံးရမှာဗော အဖေဆိုရင်သားတို့ငယ်ငယ်လေးတည်းကဒီကောင်တွေကိုချနေတာဒီနေ့အထိအခုအဖေကြီးလာပြီအဲ့တော့အဖေလုတ်ခဲ့တဲ့ဒီတာဝန်တွေကိုငါသားတို့ဆက်လုပ်ရ
လုံးမယ်ပြီဒီကောင်တွေကိုတွေ့ရတဲ့ညဒါမှဆိုင်မဲ့တတ် ဟိုနေဦးဖေကျွန်တော်တခုမေးချင်တယ်အဲ့နိုင်ငံသားတွေကျွန်တော်တို့ဗမာမိန်းကလေးနဲ့လက်ထူကြတဲ့ကိစ္စကြတော့ အဲ့ဒါအဆိုးဆုံးမောကွာငွေကိုယူသည်ဆွေကိုယူသည်ဟုတ်လူကိုပါယူသည်ဆွေကိုယူသည်ဟုတ်လူကိုပါယူသည်အဲ့ဒါလူမျိုးပြစ်သဘောပေါ့ကွာဟာဒါဆိုရင်သတိသွားပေးဦးမှာပဲ ကဲလုံးဆရာရှိကသွားလုံးချဟုတ်ကဲ့ရှင် အော်ဟိုတခါလေးဟိုလက်ကင်မွားကောက်ပေးတဲ့ဘာထွေးလေ အော်ကိုဘာထွေးကိုဘဲလာလဲရှင် အော်ဟိုဈေးသွားမလို့ကြုံတာနဲ့စိမ့်နေညူရှိမလားလို့ဟောဒါနဲ့ဟိုတခါတွေ့တဲ့ကလားစစ်ဘိုးကလေစိမ့်နေညူနဲ့ဘာတော်လဲဟမ် ဘာမှမတော်ပါဘူးဒီဒီလောက်ကိုကိုရင်းနဲ့စိမ့်လက်ကိုပိုးနေတာ तू ကဟိုတနေ့ကပြောတော့စိမ့်နေညူနဲ့သူနဲ့ကဆစ်ဆက်တော်မှာဆို လကားလျှောက်ပြောနေတာ တော်ပါသေးရဲ့စိမ့်နေညူရဲ့စိမ့်နေညူဘာတွေပြောနေတာ ဘာမှပြောပါဘူးဒီမှာကြုံလို့စကားပြောနေ မင်းဟိုတခါလာတဲ့လူကစိမ့်နေညူအိမ်ထဲဝင်တော့မင်းဘာလုပ်တာလဲမင်းကဟိုတခါပြောရပြီးသားပဲစိမ့်နေညူကငါနဲ့ဆက်စားမင်းကလေးဆိုတာသူ့ဖာသားကငါနဲ့အင်္ဂလိပ်လို့ကိုသဘောတူတာကျွန်တော်မသိလို့ပါဗျာသူနဲ့ကျွန်တော်နဲ့ကလည်းရိုးသားခင်တာပါစစ်သက်တော်ဘာဖြစ်လဲလက်မမထက်သေးတို့ဗမာဓလေ့မှာလက်မထက်ခင်မှာဟိုးပန်းနိုင်ရင်ရှိမင်းကဘာလုပ်လဲငါသူ့အကိုပဲကွာโอเคโอเคဝါဆိုတယ်ဘာလဲပို့လဲ ဟုတ်ခဏသားနေရောက်ပြီဒါထဲမှာဖမ်းခံတာတွေ့ခဲ့တယ်ဟင်ဘာဖြစ်လို့လဲကွာ မသိဘူးဗျကျွန်တော်ကထဲသွားရင်တွေ့ခဲ့တာ ဒုက္ခပါပဲဒီကောင်လေးဘာသွားလို့ပြန်ပြီလဲမသိကဲတိုင်းလာကွာခဏလိုက်သွား ဟုတ်ကဲ့ပြီ သူမောင်းလက်ခဲ့အောင်ပါ ခင်ဗျအိမ်ဆောင်နေအေးတော့စနေပြပါဗျာအေးရာဇဝဲကိုတမ်းမြင့်နဲ့ပလိတ်နှစ်ယောက်လူစိုးပန်းထွက်သွားတယ်ဒီကြားထဲမင်းတို့၄ယောက်ကပါခွန်ကောက်တောင်ဝင်နဲ့သွားရမယ်ဆိုတော့ဒုက္ခတဲမှာလူနေတော့မင်းတို့တောင်ဝင်ကအခွန်ဆောက်ရှောက်ဖို့ပဲသိတယ်မဟုတ်လားဟုတ်ပါပါဆရာကဲသွားတော့ပေပင်ကုန်းကဥပဆိုတင်ဘုံနဲ့ပေါင်းလို့ဖန်ခိုင်းနဲ့စားပါလားကျွန်တော်ဖမ်းထားတဲ့ဗာမင်းနဲ့ဗာကျွေးလို့ရပြီဗာဆိုတင်ဌာနပိုင်းနဲ့ခဏကြည့်ပေပင်ကုန်းကဥပစုတင်ဌာနပိုင်းနဲ့တွေ့ကြည့်လို့ခေါ်လာပြီခင်ဗျဥပဆိုတင်တော့ဟုတ်ပါဒါဆိုတော့ပဲဗျာအခုပဲအရေးပိုင်မင်းရောကအမိတ်လာတယ်ခမည်းကိုတပုံနဲ့ပူပေါင်းတဲ့အမှုနဲ့ဖမ်းတာပါတဲ့အဲ့တော့ခမည်းတို့ဘယ်မှသွားလို့မရတော့ဘူးအားလုံးငြိမ်ငြိမ်နေမလှုပ်နဲ့မင်းတို့တနက်တွေအောက်ချလိုက်ပြီချလိုက်ကွာရောက်နေမင်းတို့တရားမှတနက်မကင်နဲ့ကင်တာနဲ့မင်းတို့ဌာနပိုင်းသိပြီလားမှတ်ရောက်နေကြောက်ဒီတိုင်းလျှောက်ပြေးနေရင်လူတွေသိကုန်လိမ့်မယ်အဲ့မောင်ထွေးကမင်းအိမ်ကိုပြေးတော့ကိုချက်ကိုအကျိုးကြောင့်အားလုံးပြောပြပြီးတော့အရေးကြီးတဲ့ပစ္စည်းအကုန်ယူပြီးကိုချီရွှေတို့အိမ်လိုက်ခဲ့ဟုတ်ကဲ့ပြီညမင်းခါကြတဲ့ငါပြေးခဲ့ညနေတော့ဟုတ်ကဲ့သွားမယ် Oh my god သူတို့၄ယောက်ကဂတ်ထဲကပုံမှန်မျိုးထွက်ပြီးသွားတယ်အဲ့ဒါဆိုသူတို့သားဖက်၄ယောက်စလုံးဖမ်းချုပ်လိုက်ပေါ့
မရတော့အိမ်ရောက်ကိုဖေးထွက်ပြီးသွားတာရဲမင်းတို့ချင်းနဲ့ဘာဆိုတဲ့ဆိုလို့လည်းပါသွားတယ်ကိုတော့နှင်းပဲစင်ကောင်းပါဘယ်တက်နိုင်မလဲနှင်းရဘယ်သူမှဒီလိုဖြစ်ချင်ပါမလဲအင်းလေနှင်းနဲ့အခုဖူးစာမပါဘူးလို့ပဲတတ်မှတ်မှာပေါ့ဟဲ့ပုံမှန်တွေ့လားမင်းလို့အဖေနဲ့အတော်မနှင်းလို့စိတ်မချမ်းသာဖြစ်နေတာဟာအကိုကလည်းကျွန်တော်လောက်တော့မဟုတ်တာအဖေကိုဖမ်းဖို့ရေးပိုင်မင်းကအမိန့်ထုတ်လိုက်လို့အခုလိုဖြစ်ရတဲ့ဥစ္စာအခုမှတော့ဘယ်သူမှအပြစ်တင်မနေပါနဲ့ကွာငါနဲ့ကြောကြောကတော့ဒီတက်ဝေးပြီးချင်ပါတယ်ကျွန်တော်ကဘာလို့လဲကိုကြီးဟာဒီတက်စင်းလဲညိုလေးနဲ့ဘယ်လိုလုပ်ပြန်တွေ့နိုင်တော့မှာလဲဟာရေးတယ်မင်းတို့เนี่ยတမောက်အခုမှလာပြီးအလောင်းပိုက်စွင်းပြင်းနေတော့ဟိုမှာအဖေနဲ့ဒေါ်မန်နဲ့ကိုသွားပြီးအားပေးအောင်ဘာလဲကိုကြည့်ရွှေဝေစားတွေလေကွာအင်္ဂလိပ်တွေရှိရအဝေစားတွေပဲနောက်ရွာယူလာတဲ့ဝေစားတွေပဲကွာတော်တော်ကြည့်ဝကြတော့ကျေးဇူးပဲကိုရှိဒီမှာတော့စိတ်ချလက်ချနေတော့အခုဆိုရင်ကျွန်တော်တို့သားဖ၄ယောက်ဝေရမ်းပြေးတွေဖြစ်ကုန်ကြပြီပေါ့အေးလေတခုတော့ကောင်းပါလေအခုဆိုရင်ကျွန်တော်တို့လှုပ်ရှားရှိတာကိုဘသူ့ကိုမှကြောက်စရာမလိုပဲနဲ့လွတ်လွတ်လပ်လပ်လုံနိုင်ပြီပေါ့ဟုတ်တယ်ပလိတ်လည်းကြောက်စရာမလိုနေချက်ကိုလည်းမှုစရာမလိုအေးဟုတ်တယ်အဲ့တော့ငါတို့သားဖတွေတိုင်းပြည်အတွက်နေချက်ကိုအသက်ဆုံးတိုက်သွားကြတယ်ကြည်တီးစီကနေယူထားတဲ့အကျွေးမပေးရတော့သိန်းတာစကားမရှိနဲ့မလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့နောက်နေ့ကျရင်ကျမချစ်ကြီးရဲ့အကျွေးကိုအကုန်ဆက်ပါမယ်ကျမနွားလေးကိုတော့ယူမသွားကြပါနဲ့ရှင်ပြန်ပေးကြပါစကားပြောရကျေးဇူးတင်ပါတယ်ရှင်ဦးလေးဘာရီချန်တမင်းချက်တယ်ပြင်းတာဦးလေးတက်ရပြင်းတယ်ပြင်းရေသွားခါ
မနဲ့စောရခတ်ပြီးပြီနဲ့အဖေမထသေးဘူးလား အေးကွာအလုံးမရှိလို့မှိတ်နေတယ်တူတယ် အဖေလည်းတနာပါတယ်နော်အတော်မနေရဲ့လက်ထက်ခံဒီမှအခုလိုဖြစ်ရတာဘယ်စိတ်ကောင်းမလဲ အေးပေါ့ကွာငါလည်းကြောစီကဖြေရကန်ဒီမှာအခုလိုဖြစ်ရတာရှင်ကွဲပက်လက်ပဲ ဟာဒီကဘာလာပြောနေတာလဲကဲဟောသူမျိုးကြည့်ထားနော်သူငါ့ကိုနှမ်းခေါ်လာငါလျှောက်သွားလောင်းဟုတ်ကဲ့မင်းကပြောစရာရှိလို့ကွာ ဟမ်အတန်နဲ့အသုံးတော့ညင်တာလိုက် တူတူပြောစမ်းပါဖေချသွားအောင်လေမင်းကတိုင်ပယ်စရာရှိလို့ ဟိုကျွန်တော်တို့ကထည့်ပြောလိုက်ပါနော် အေး နေဘုံဘာတွေများဖြစ်လာကြတာတော့ ဒီလိုကွာငါကြောကိုသွားကြည့်ချင်လို့ ဟုတ်တယ်ကွာကျွန်တော်လည်းစိမ့်နေညိုတွေ့ချင်နေတယ် ဟာကိုကိုဘာတွေများထင်းနေဟမ်ဝင်ရမြဲဆိုတော့လည်းထဲ့တွက်ကြအောင်လေ တွက်ပါတယ်ကွာတွက်ပါတယ်မျက်နှာလေးကိုကြည့်ုံလေးပဲမတွေ့ရရင်ငါတေသွားနိုင်လေကွာ ကျွန်တော်လည်းခန့်သွားနိုင်တယ် အဲ့ဒါကိုငါဘာလုပ်ပြရမှာ ပထမအချက်အနေနဲ့မင်းကအဖေမသိအောင်ဖုံးပေးထားရတယ် ဒုတိယတစ်ချက်ကကျွန်တော်တို့ကဝန်ရမ်းပြေးဆိုတော့လူတွေမြင်မမှတ်မိအောင်လို့အကိုရုပ်ဖြတ်ပြီအကိုကပကြီးတက်တယ်မလား နေအောင်စလုံးမတွေ့ရရင်တကယ်သိမှာလား သိကြပါလေကွာ နောက်နေ့တော့ကူးမယ်မထင်ဘူး ဟေးလေအဲ့ဒါဆိုလည်းငါကူညီရတော့ အမအရေအမ ဘာကိစ္စရှိလို့လဲရှင် ကိုဘာစင်းနေညိုရဲ့ဘာထွေးလေဘာထွေး ကိုဘာတွေရှင်တို့ထပ်ပြင်းနေရမှာမဟုတ်ဘူးလား ဟုတ်ပါတယ်အခုကျွန်တော်လေဟိုစင်းနေညိုမမြင်ရရင်မနေနိုင်လို့စွန့်စားပြီးလာခဲ့တာပါ အိုးစွန့်စားလိုက်တာရှင်ပလိတ်တွေတွေ့သွားရင်တော့ဒုက္ခပါပဲ တွေ့လဲတွေ့ပေါ်စင်းနေညိုရဲ့ကိုကစင်းနေညိုမတွေ့ရမနေနိုင်တော့ဟေးतुम कौन है इधर क्या करता तू မလုပ်ပါနဲ့မလုပ်ပါနဲ့ကိုမလုပ် ကိုညမိုင်ဘာလုပ်နေရလဲ ကြော့စီလာလေကြော့အမြင်တာနဲ့စောင့်နေ ကြော့ကြော့ကမြေချိုးထွက်လာတာဒါဆိုလဲအိမ်ပြန်မယ်လေအိမ်မှာစကားပြောကြတာ ဟု ပေါ့ တ်နေပေါင်းကြော့ရဲ့ဟိုပြနေကွယ်နေမှာသွားစကားပြောနေနော် ကျမလွတ်ပါ ဟိုလာပါကြော့ရဲ့ လွတ်ပါလွတ်ပါ လာပါကြော့လိုက်ကြည့်မှာနော်ဟဲ့ဟောမလေးထွက်လိုက်ခမရဘာ ဘသူတွေဘဝတွေမင်းမေးကြမလို့ အမအဖိုးကြီးကမာရီကြောရင်အသားနာခြင်းနဲ့တူတယ်ဟုတ်လားဘာကြီးကိုကျေးဇူးတင်ပါတယ်ဘာကြီးရဲ့ ကြော့ကိုကြည့်ပါ ကိုဘခန့်ကိုဘခန့်ကိုပလိတ်တွေလိုက်ရှာနေတယ် သိပါတယ်ကြော့အကိုကြော့ကိုတွေ့ချင်လို့အားကြီးလို့ရဲစွန့်ပြီးလာတာ အခုတွေ့ပြီကိုဘခန့်ရဲ့ပြန်มาတော့နော်ကြော့ကကိုဘခန့်ကိုစိုးနေလို့ပြောတာလား အပူတကားအပူထဲမှာဒီအပူဟာစိုးစိုးနေငါလိုအဖိုးကြီးတယောက်တော့မှဒီအပူကနေပြီးတော့မနေယုံထွက်နေရမင်းတို့ငါအပြစ်မမြင်ပါဘူးကွာ
မင်းတို့ငါကိုချင်းစားပါလေဒါပေမဲ့ခုချိန်မှာငါဘာကောင်လဲဆိုတာကိုမေ့မထားကြနဲ့ကို့အခြေအနေကိုသိရမယ်ကွာအင်္ဂလိပ်အစိုးရစုငွေထုတ်ထားတဲ့ရယန်းပြေးဖြစ်နေဆိုတာလေသတိရကြအောင်အေးကိုကြောင့်တစ်ဖွဲ့သားလုံးဘေးဖြစ်မဲ့အလုပ်မျိုးဘယ်တော့မှမလုပ်မိစေနဲ့သေရင်တော့မှအဓိပ္ပာယ်ရှိအသေးတာမိန်းမတယောက်ကြောင့်အသေးခံရတာမျိုးဘယ်တော့မှမလုပ်မိစေနဲ့ကြားလားဟုတ်ကဲ့ပါကျွန်တော်တို့နောက်မလုပ်တော့ဘူးလုပ်တဲ့လူကလည်းမလုပ်မိစေနဲ့ကြံရပါကလည်းမြောက်ထိုးပင့်ကော်နဲ့အခါတော်ပေးမလုံနဲ့ကဲသွားကြတော့သမီးအတွက်တော့စိတ်မပူပါနဲ့ရစ်ချက်ဘောလဲနဲ့အိုင်ဂလောင်မှာကျုပ်မိတ်ဆွေတွေအများကြီးပဲသမီးကိုပို့ပြီးကျုပ်ပြန်လာမှာပါဂျာမနီစစ်ပွဲလည်းဖြစ်ကနေနေပြီဗျဟိုဝရမ်းပြေးဘာထွေးကိစ္စလည်းရှိသေးတယ်လीအဲ့ဒါကြောင့်မို့လို့စိတ်လန့်ညိုတခြားဘုတ်ကိုစီစဉ်ရတာပါအန်ကယ်တို့ကိုလိုက်ဖို့ကျွန်တော်စစ်သားတွေမှာထားပြီးပါပြီအန်ကယ်စိတ်လန့်ညိုကိုပုတ်ပြီးတို့တခါပြန်လိုက်ခဲ့ပါကျွန်တော်လုပ်လေးရှိလို့နေခဲ့ပါမယ်အေးခွဲကျေးဇူးပဲဒယ်ဒီစိတ်ချလက်ချသွားပါအိမ်ုံသားဆောင်နေပြီကဲကျွန်တော်စစ်သားတွေတော့ဆင်းနေဖြစ်နေပြီအန်ကယ်သွားကြစို့ဘာဆိုဒီသတင်းတစ်ခုရလာတယ်ကွာနှစ်ဘက်ကကြာအင်္ဂလိပ်တက်ဖို့တခုဖိုးကောင်ဘက်ကိုရေလန်းလန်းဖျက်နေတယ်ကွာဒါဆိုအတော်ပဲဗျာကျွန်တော်တို့သားဖားလည်းအလုံးမရှိရနဲ့တင်းနေရတယ်ပိုက်နော်ဟိုကောင်ဒီကောင်မှခေါ်ပြီးလာခဲ့အောင်ကွာဟုတ်ကဲ့မောင်ထိုးလေးကဒဏ်ရာရထားတာသူ့ကိုခေါ်လို့ဖြစ်ပါမလားကွာအငယ်ကောင်တော့ခေါ်လို့မဖြစ်ဘူးပါလို့နေပြန်ဖေတို့အလုပ်ရှိတယ်ဘာထွေးရတော့လိုက်လို့မဖြစ်ဘူးမင်းကကိုတက်နဲ့စကန်ဆောင်နေတယ်အဖေနဲ့မင်းတို့ညှောင်းနေသွားတယ်ဒါဆိုရင်ငါတို့အဖွဲ့မနဲ့မိုးလင်းနဲ့တောဆက်ကစောင့်နေမယ်နော်ကောင်းပြီကိုကြီးနောက်လေးပေါ်မှာငါယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပါတယ်အေးအဲ့နှစ်ယောက်ကိုမထိစေနဲ့ဟုတ်ကဲ့ကျွန်တော်မြို့ပေါ်ပါကျွန်တော်နာမည်ပွဲစားဦးမောင်ညိုပါဒါကျွန်တော်သမီးပါဗျာခမရတို့ဘာဖြစ်လို့သူတို့အဖွဲ့နဲ့ပါလာဟုတ်ကျွန်တော်တို့ခရီးသွားတာဟိုသူတို့ကလိုက်ဆောက်ချောက်တာပါဟောခမရတို့ကတစ်ဖွဲ့တယ်ကိုကြီးရွှေကျွန်တော်သူတို့ကိုစခန်းခေါ်ပြီးစစ်လိုက်မယ်ကဲကျန်တဲ့လူတွေလက်နဲ့စီးနဲ့အလောင်းတွေဖြောက်ပလိုက်တနက်တန်လေးတိတ်သွားတော့တော်တော်ကြာပြီဗျအခုလောက်ဆိုဖေတို့ပြန်ရောက်တင်နေပြီမင်းကလေရာရင်းနဲ့အလုပ်သွားလို့တော့မှမဟုတ်တာပြန်ညို့ဘယ်မှမရမလဲကွာစစ်သွားတိုက်တာဟောဟိုပြန်လာကုန်ကြဖေတို့ပြန်လာရပြီအေးဘာမှဖြစ်ကြအောင်နော်ဖြစ်ပါဘူးဒီသားပေါတော့မင်းတို့ကြိုက်လို့စီတယ်ငါတို့ပြန်မယ်ခမရကပြန်တော့မလို့ပြန်လို့ပဲဖြစ်ပြီလေနောက်ကျောင်းအေးတာမဟုတ်ဘူးတို့တစ်ဖွဲ့သားလုံးတောဆက်မစောင့်နေမယ်မင်းအခြေအနေတွေ့ရင်တရားရောက်လှုပ်ပြီးတော့အကြောင်းချလိုက်ကောင်းပြီကိုကြီးရွှေ
ကဲခင်ဗျားတို့နှစ်ယောက်ထွက်ပြေးမယ်တော့မကြမ်းနဲ့အဝင်ဝါမှာကျုပ်တို့အဖွဲသားရေအကုန်ရှိတယ် သူတို့ကဘယ်သူတွေလဲကွာ ဘာဖားတွေလို့ပြောတာပဲအင်္ဂလိပ်တက်တဲ့သူပါလာလေကုံတယ်လို့ပြောတယ်ဂျွန်လည်းတေချာမဆက်ရသေးဘူးကဲခင်ဗျားတို့ညောင်အထဲမှာနေပါမယ်ကိုတက်သူတို့ကြည့်ထားလိုက် ကိုကြီးဟိုဖမ်းလာတဲ့လူနှစ်ယောက်ကိုဘာလုပ်မှလဲတပ်ပြစ်မှလား အဖေအကြောင်းလည်းမင်းသိသားနဲ့ကွာကိုလူမျိုးချင်းချင်းဘယ်တော့မှတတ်ဘူးလို့လေပြန်လို့မဖြစ်လို့ခေါ်လာတာ ဟုတ်လာကြဒီတော့ချိုးတကုံနဲ့နန်းစောနေတထထထထဟေ့ဒါပဲပစိုးလာပြီလားရှော်မလို့ကောင်းမလေးရှိနေလို့တဲတဲကိုဘယ်သူမှမဝင်ရဘူးလို့မင်းဖေကမိတ်ထုတ်ထားတယ်ဟေးညကြရင်လည်းမင်းတို့ညီကိုတော့အပြင်ဘက်ထွက်မင်းတို့ညီကိုတော့နေရအောင်ကောင်းမလေးတောက်ဖောက်ပေးလိုက်ပြီသွားဟိုနေထားလိုက်ပြီးဒီပဲစားမယ်သွားဘာလဲကွာ အဲ့တော့ခင်ဗျားတို့ပဲစဉ်းစားကြည့်တယ်ကျုပ်တို့ကဒီနယ်ချဲကိုအစင်းရဲခံအငတ်ခံပြီးအသက်ဆွန့်တိုက်နေတဲ့အချိန်မှာခင်ဗျားတို့ကဒီနယ်ချဲနဲ့ပေါင်းပြီးရသမျှအခွင့်အရေးအကုန်လုံးယူပြီးကောင်းစားနေတယ်ဆိုတော့ကျုပ်တို့လိုလူမျိုးတယောက်အနေနဲ့ဒီလိုလှုပ်သိမ့်မလှုပ်သိမ့်ဘူးစား ကျွန်တော်သိပါဆရာကြီးဒါပေမဲ့ကျွန်တော်အဖြစ်ကကြမ်းကြုံနေတဲ့ခြေတော့လို့နှုတ်လို့မရဖြစ်နေလို့ပါ အေးဗျာခင်ဗျားဒီလိုစိတ်ထားမျိုးပေါ်လာတာကိုကျေးဇူးတင်ပါတယ်ကျွန်တော်ခင်ဗျားတို့ပြန်လွှတ်မှာပါဒါပေမဲ့လောလောဆယ်တော့ခင်ဗျားတို့ပြန်လို့မဖြစ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကျုပ်တို့နေရာကိုသိနေတဲ့အတွက်ကျုပ်တို့မှာအန္တရာယ်ရှိနေလို့အဲ့တော့ကျုပ်တို့နေရာမရွှေ့မချင်းခင်ဗျားတို့ဒီမှာပဲအေးအေးဆေးနေပါ တိုက်ဆိုင်လိုက်တာကွာမင်းပြောနေတဲ့ဥမောင်ကြီးတို့တားဖားနေမှာလာတွေ့ရတယ် ဟုတ်ပါကူရာကျွန်တော်လည်းဘာလို့မှမသိဘူးဖြစ်နေတာ ဟောမမင်းကဘာလို့ကျင်နေလို့လဲမင်းကြိုက်နေတဲ့ကောင်မလေးဆိုတော့ကိုအဖေကိုသွားမပြောနဲ့လက်ကားနေတမခန်းနေအောင်မသိကြအောင်စောင်းနေပေါ့ကွာဟုတ်မလား လို့လို့ပဲဘယ်ပြန်ကျုပ်တို့တောင်းနေရှာမယ်နေမြေကြွကျင်တဲ့စားပလက်တင်ကိုကျုံလိုက်ခဲ့ရစဟိုတခါလေသမီးလောင်ကိုစကားလိုက်ပြောလို့ဖမ်းခံရတော့သူ့ဘောတယ်ကြီးရစ်ချက်ရုံမာတာလေ ဟုတ်လားဒါဆိုရင်သမီးနဲ့သိရပေါ့တော်သေးရပေါ့အဲသမီးလည်းအိတ်တော့မနေ့ပြန်ကြမှာဟိုဆရာကြီးကိုအချိုးချောင်းပြောပြီးတောင်းပါတော့ပေါ့ကဲသမီးအိတ်တော့ 哎，ဟိုသားဖာနိုးပြီလား နိုးသေးဘူး နိုးရင်သမင်းကြော်ကျွေးလိုက်ပါဟုတ်မင်းရောအိတ်ချင်မလား
ရပါတယ်ဖေဦးလင်းတက်လာမှလူချင်းလဲလိမ့်မယ် သမီးထားတော့လေဟာ ညကောင်းကောင်းအေးရလား ကောင်းကောင်းအေးရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် ဒယ်ဒီသူမျက်နှာတော့တက်လိုက်အောင်မ အေး ခင်ဗျားကိုကျွန်တော်မေးရအောင်မယ်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကကျွန်တော်သိခဲ့တဲ့ကျွန်တော်မိတ်ဆွေပေါ့ဗျာကျွန်တော်နဲ့ရင်းနှီးနှီးကိုသိခဲ့တာဗျာခုကြားတာသူစီးပွားရေးလုပ်နေတယ်ခင်ဗျားပွဲစားဆိုတော့သိများသိနေမှာ အယောင်းဝယ်သမားဆိုရင်တော့ကျွန်တော်သိရလူများပါတယ်ဘယ်သူများပါလဲ နာမည်ရင်းတော့ကျွန်တော်တို့မသိဘူးဗျာကျွန်တော်တို့သိတာသူ့ကိုလက်တူငညိုလို့ခေါ်တယ်ဟဲဝိုင်းမှာဓာခုတ်ခံလို့သူ့လက်ကိုပြတ်ဆရာကြီးနဲ့တော်တော်ရင်းနှီးလား သိတော့မရင်းသေးပါဘူးဟိုတုန်းကတော့စိုးပေါ်စိုးပဲပေါ့သူ့ဂျေဇူးတွေကျွန်တော်ပေါ်အများကြီးရှိတယ်လူချင်းကွဲသွားပြီးအခုချိန်ထိဂျေဇူးဆက်ခွင့်မရတဲ့အတွက်ကျွန်တော်အခုထိစိတ်ကောင်းဖြစ်နေရတယ် ဟုတ်လက်တူငညိုဆိုတာကျွန်တော်လေးဗျာဒါပေမဲ့ခင်ဗျားကိုကျွန်တော်မသိဘူးဗျာစိတ်မရှိနဲ့နော်ကျွန်တော်ကအသိမိတ်ဆွေတွေများတော့မမှတ်မိဘူးဗျာ ဟုတ်ခမရလားခမရကျုပ်ကိုမမှတ်မိပေမဲ့အဖြစ်အပျက်ကိုတော့ခမရမှတ်မိပါလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဆေးစီရောက်နေသူ့ချွေးမကိုခမရတနက်နဲ့ပြစ်တက်ခဲ့တယ်လေသိပြီအဲ့ဒါဆရာကြီးမြင်လို့လား အဲ့ဒါကျုပ်အဖေနဲ့ကျုပ်မိမဗျာဝမ်းပါလိုက်တာကျုပ်နှစ်တည်းအများကြီးရှာလာခဲ့ရတယ်တွေ့မယ်တွေ့တော့လည်းအလွယ်လေးပါလားကဲခင်ဗျားဘာပြောချင်လဲမဟုတ်ပါဘူးဆရာကြီးကျွန်တော်မင်းတတ်တာမဟုတ်ပါဘူးလူမာပြီးတတ်မိတာပါဆရာကြီးဘသူခိုင်းတာလဲကောင်းပြီမပြောလဲရဒယ်ဒီမလုပ်ပါနဲ့ဘာကြီးသမီးတောင်းပါဒယ်ဒီကိုမတတ်ပါနဲ့သမီးတောင်းပါတော့ဘာကြီးဟုတ်ပါတယ်ဆရာကြီးကျွန်တော်လည်းအဲ့ဒီအတွက်ချက်ချင်းဝက်လေပြီအဲ့ဒီညမှာပဲကျွန်တော်မိန်းမအဆုံးသွားတော့အဲ့ဒီအချိန်ကစပြီးနံပါတ်ရပြီကျွန်တော်ကောင်းကောင်းမွန်မွန်နေနေပါဆရာကြီးတော်တော်မတိုက်ဝဲဖြစ်နေပြီဟေးဟုတ်တယ်ဘာလို့လိုက်သွားမှဖြစ်ဟေးပန်းလေလာဒီသူတို့လျောက်စောင့်ကြည့်နေလိုက်အခေပြန်လာရှိမယ်ဟုတ်ကဲ့ဖေလိုက်ဒုက္ခသူတို့ပြန်လာရင်ဒယ်ဒီကိုတတ်တော့ဒုက္ခပါပဲဒယ်ဒီအဲ့ဒါဘယ်လိုလုပ်ကြမလဲ
သမီးဟိုကောင်လေးသမီးခင်နေပါလားဒီတို့လွတ်ညာသမီးနည်းနည်းပါပါတော့ပြောကြည့်ပါလား ရပါမလားမသိဘူးသူတော့ပြောကြည့်လာအောင်ပဲပြီကိုပါတွေတို့အဖေပြန်လာရင်စိမ့်လဲနေတဲ့တို့တတ်တော့မှာကိုတို့မကင်နိုင်ဘူးလားယင် ဘလို့ကြရမှာလဲ စိမ့်လဲတို့လွတ်ပေးပါရှင်ကိုပါတွေကျေးဇူးကိုစိမ့်လဲတက်မမေ့ပါဘူး ဟာဘယ်ဖြစ်မလဲစိမ့်လဲယူရဲ့အဖေပြန်လာရင်ကျွန်တော်ကိုတတ်မှာဒီလိုလုပ်ပါလားအဖေပြန်လာလို့ရှိရင်လေအတနာခံကြည့်လိုက်ကျွန်တော်လည်းကူပြောပြီးမယ်နော် Daddy ဘယ်လိုလုပ်လိုက်တာလဲ ဒီလူမမလို့ဒီလူကလွတ်မလားမရှိဘူးဒါသမီး ဟေးဘလို့ဖြစ်လာ အင်္ဂလိပ်စစ်တပ်တွေနဲ့တိုးနေလို့ နင်းရဘလို့ဖြစ်ပြီးဒီရောက်လဲ ကိုရှိလာနဲ့လမ်းမှာတိုက်ပွဲဖြစ်လို့အဲ့ဒါအကိုကြီးကစိတ်မချလို့ကိုရှိထွက်လိုက် ကဲလားသူတို့တော့ကို အကိုကြီး